စိတ်တက်ကြနေပြီလားပိုပြီးအားကောင်းလာအောင်ပြန်လည်တိဆောက်ချင်လားခံနိုင်ရရှိအောင်တိဆောက်ပြီးဘဝရဲ့စိန်ခေါ်မှုတွေကိုယုံကြည်မှုရှိရှိကျော်လွှားနေကိုရှာဖွေပါခံနိုင်ရဆိုတာအခက်အခဲတွေကိုရင်ဆိုင်ပြီးပြန်လည်နာလန်ထူနိုင်စွမ်းပါဒါကစိန်ခေါ်မှုတွေကိုရှောင်တာမဟုတ်ပဲသူတို့ကြားကနေရှင်သန်အောင်မြင်တာပါကိုယ့်ရဲ့စိတ်ဖိစီးမှုကိုဘယ်အရာတွေကဖြစ်စေလဲဆိုတာနားလည်ပါကိုယ့်ရဲ့ထူးခြားတဲ့စိန်ခေါ်မှုတွေနဲ့သူတို့ကဘယ်လိုတက်ရောက်မှုရှိလဲဆိုတာစဉ်းစားပါဒါကပထမဆုံးခြေလှမ်းပါသတိပဋ္ဌာန်မိမိကိုယ်ကိုတနာကျင်နာမှုနဲ့အကောင်းမြင်အတွေးခေါ်ကိုမွေးမြူပါကျေးဇူးတင်ခြင်းအသက်ပြင်းပြင်းရှုခြင်းနဲ့ပံ့ပိုးကူညီမဲ့သူတွေကိုရှာပါအိပ်ဆက်ခြင်းအာဟာရနဲ့လေ့ကျင့်ခန်းလုပ်ဖို့မမေ့ပါနဲ့ခံနိုင်ရည်ဆိုတာလက်တွေ့အကောင့်ထဲပေါ်တာပါစိန်ခေါ်မှုတွေကနေတင်ယူပြီးကိုယ့်ကိုယ်ကိုအကောင်းမြင်စိတ်နဲ့ခိုင်မာအောင်ပန်းတိုင်တွေချမှတ်ပါခံနိုင်ရည်ဆိုတာတသက်တာခရီးပါဆုပ်ယုပ်မှုတိုင်းဟာတင်ယူဖို့နဲ့ကြီးထွားဖို့အခွင့်အလမ်းပါပြည့်စုံတဲ့ဘဝအတွက်ဒါကိုလက်ခံလိုက်ပါခမားရဲ့ခံနိုင်ရည်ကိုတိဆောက်ဖို့ဒီနေ့ပဲခြေလှမ်းမလဲအောက်မှာမျှဝေပြီးတယောက်ကိုတယောက်လှုပ်ဆော်ကြရအောင်